ရွေးပြီကွာအော်စတာဆိုတော့ဂျန်ဂလာပေါ့ဟန်ပဲပေါ့နော်အခုဒီလုံး3သင်းထဲမှာတော့ကိုဟန်ပဲပေါ့ဟန်ကတော့ငယ်လေးရှိသူတို့ဘာလို့လဲဆိုင်လဲပို့ပြီးတော့အဲ့လိုလက်ဆန်းနဲ့လည်းမမြင်နေဂျန်ဂလာဟန်ကွာဂိုးလေးဆန်ကြီးပဲခွိုင်းကြီးပဲရွေးလိုက်ခေါင်းလားမသိဘူးနော်ဒါပေမဲ့မြရွေးရမှာဆိုတော့နေမြရွေးရမယ်ဆိုရင်ဂိုးလင်းအလီဒါလိုက်မယ်ကွာနော်ဝိုင်းကြီးကမရွေးတော့ဘူးကွာဆိုတော့ဂျန်ဂလာဝိုင်းကြီးမှာရွေးပြီးသွားတယ်ဆိုတော့ဂိုးလင်းအလီဒါဂျန်ဂလာဟန်မိတ်ကတော့မိတ်ကတော့နီကိုလေးကိုယုံလိုက်မယ်နော်နီကိုလေးကိုယုံလိုက်မယ်နီကိုမိတ်Yanis off lane ပေါ့ Yanis off lane ဟုတ်ရော coach ကရောနော်မင်္ဂလာတို့မာဖ်တွေပါကြီးကြော်မြန်မာဖ်ကဖိလစ်ပင်းကဖြစ်နေတာဆိုတော့ဒီခရော်လေးကိုလွတ်လိုက်တာမလားဒီခရော်လေးလွတ်လိုက်ရင်တော့မစိုးဘူးနော်ဒီခရော်လေးကတော့ကျွန်တော်ညီလေးဒီခရော်ရွေးလိုက်မယ်ဗျာ coach လားဒီခရော်လေးလည်းပျော်သွားတော့ပါပြီနော်ကျွန်တော်ညီလေးဟိုဟာပြီးရင်တော့နောက်ထပ်ကဘာကြံသေးရလဲခင်ရိုမာတော့ဘလင့်ပဲပေါ့ဝိုင်းကြီး3ယောက်တော့ရွေးတာကဲကျွန်တော်ရွေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဝိုင်းကြီးမှာအကြိုက်ဆုံး2ယောက်ကစန်ဂျီနဲ့ဘလင်းဖြစ်လိမ့်မယ်โอเคစန်ဂျီဘလင်းနော်စန်ဂျီနဲ့ဘလင်းဆိုတော့ဂိုးလိမ့်နဲ့ရိုမာရပြီကျွန်တော်မေးကိုတော့ဥတာကြိုက်တယ်ဗျာနော်ဟိုနီကိုပူကြိုက်နီကိုโอเคမေးကိုတော့နီကိုပူကြိုက်တယ်ရှန်ဂလာကိုတော့ကျွန်တော်တော့ရှီဇူးကိုရွေးခြင်းရှီဇူးမတူအောင်လို့ပေါ့ဘာလာနေကဒါရှီဇူးရှန်ဂလာရဲ့အဲ့လိုဂျူရေးပဲဆော့တာတွေပါတွေတော်ကြီးကောင်းတယ်အဲ့လိုသူပါစီယာဆော့တဲ့ပွဲတွေဆိုလဲကျွန်တော်တော်တော်များသတိထားမိပြီးကြည့်မိတယ်ပေါ့နော်တော်တော်ကောင်းတဲ့ဂျန်ဂလာဆိုတော့ကျွန်တော်တို့ဂျန်ဂလာဆိုလို့ရှိရင်တော့ရှီဇူး off lane ပါဆိုလို့ရှိရင်တော့မက်ဆီလေးကိုပူကြိုက်တယ်ဗျာလူငယ်လက်တက်လည်းဖြစ်နေသလိုအဲ့လိုမျိုးသူဆော့ရဲ့ play style ကလည်း off lane နဲ့ပူပြီးလိုက်တယ်အဲ့တော့သူ့ကိုတခြားလို့ပေးပြီးဆော့မယ်ဆိုလို့ရှိရင်တော့ तू ကထင်သားလောက်ကြီးကောင်းမှာမဟုတ်ဘူးဆိုပေမဲ့အဲ့ဒီမက်ဆီပေါ်ရထားတဲ့သူ့ရဲ့ off lane role ကသူနဲ့အလိုက်ပတ်ဆုံး role တစ်ခုလို့တော့ပြောလို့ရတယ်ဆိုတော့အဲ့9ယောက်ကိုရွေးပြီးတော့ကျွန်တော် All Star လွတ်ချင်တယ်ပေါ့All Star လွတ်ချင်တယ်ပေါ့နော် coach ကတော့ Marvel ကောင်းပါတယ်